မီးတောင်တဲကိုအေယာမရေခဲတုံးကြီးချပေးရင်မီးတောင်ပောက်ကွဲမှုကိုတားဆီးနိုင်မှာလားတကယ်တော့မီးတောင်တစ်ခုဟာဒီဂရီစင်တီဂရိတ်2000ကျော်အပူချိန်ရှိတဲ့ချော်ရည်တန်းချိန်တန်းပေါင်းများစွာကိုထုတ်လွှတ်နိုင်စွမ်းရှိပါတယ်အဲ့ဒီချော်ရည်ကိုချက်ချင်းအေးသွားအောင်လုပ်ဖို့ဆိုရင်တော့မီချီကန်ရေကန်တစ်ခုလုံးကိုရေခဲခဲအောင်လုပ်ပြီးမြေကြီးထဲကနေတူးထုတ်ကာမီးတောင်တဲကိုပစ်ချပေးဖို့လိုအပ်ပါလိမ့်မယ်ဒါပေမဲ့မီးတောင်ပောက်ကွဲမှုကိုရပ်တန့်နိုင်မဲ့အစားရေခဲတုံးဟာချော်ရည်နဲ့ထိတွေ့တာနဲ့ခေါင်းပေါ်ကရေနွေးငွေ့အဖြစ်ချက်ချင်းပျက်စီးသွားမှာဖြစ်ပါတယ်ဒီလိုနဲ့ရုတ်တရက်ပြင်းနေလာတဲ့ရေနွေးငွေ့တွေဟာမီးတောင်တွင်းပိုင်းမှာဖိအားမြင့်တက်လာစေပြီးပြင်းထန်တဲ့ပောက်ကွဲမှုတွေဖြစ်ပေါ်ကအပူပြင်းတဲ့ရေနွေးငွေ့တွေအရေးပြောကြောက်တုံးတွေဟာမိုင်ပေါင်းများစွာပြန့်နှံ့ထွက်လာပြီးမူလမီးတောင်ပောက်ကွဲမှုထက်တောင်ပိုမိုပြင်းထန်တဲ့ပျက်စီးမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်အင်္ဂါတွေလှိထုတ်ခံရမှာဖြစ်ခဲ့ပေမဲ့လည်းအသက်ရှင်ကျန်ရစ်ခဲ့သူတို့ဟာသူ့ရဲ့အင်္ဂါတွေကိုထုတ်ယူဖို့သူ့ကိုလှည့်တင်ခေါ်ဆောင်သွားခဲ့ပါတယ်ဒါပေမဲ့သူဟာလှုပ်ရှားလာခဲ့ပါတယ်အမှန်တော့ဆေးအလွန်အကျွံသုံးဆွဲပြီးနောက်အုံနောက်တည်ဆုံသွားတယ်လို့ဆိုကာသူ့ကိုအင်္ဂါလူရှင်ဖြစ်ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူဟာညီးတွားတန်ထွက်လာခဲ့ပြီးမျက်ရည်တွေလည်းစီးကျလာခဲ့ပါတယ်အဲ့ဒီအခါအချို့ဆရာဝန်တွေကဆက်လက်လှုပ်ဆောင်ဖို့ညှင်းဆန်ခဲ့ပေမဲ့လည်းအင်္ဂါထုတ်ယူရေးအဖွဲ့ကဆက်လက်လှုပ်ဆောင်လို့လည်းလူဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့ခွဲစိတ်မှုကိုရပ်ဆိုင်းလိုက်ရပြီးကံကောင်းစွာနဲ့အဲ့ဒီလူဟာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်